လာတိုင်းနေ့နေ့ကလာချိန်မှာတရုတ်ဆောင်တန်တာညီနဲ့တွဲနေပြီဖြစ်ကြောင်းတန်မိုးကြီးအိမ်နဲ့ချောကလက်ပေးရင်ချပြလာတဲ့အုပ်စုခန့်တန်တာညီနဲ့ချစ်သူတွေဖြစ်နေပြီဖြစ်ကြောင်းပရိသတ်တွေကိုအခုလိုမတိမတာချပြလာတာကတော့အုပ်စုခန့်ပါဒါကြောင့်လေပရိသတ်တွေကသဘောတူနေကြတာဖြစ်ပါတယ်အုပ်စုခန့်ဆိုတာကတော့အစိုးရအဖြစ်နဲ့အနုပညာလောကကိုဝင်လာပေမဲ့အခုဆိုရင်တော့တရုတ်ဆောင်မင်းသားအဖြစ်ပါအနုပညာလှူရှာမှုတွေလုပ်ကိုင်နေပါပြီအုပ်စုခန့်နဲ့တန်တာညီတို့ကမရက်ကျုံဇလန်တွဲမှာအကောင်းဆုံးတွဲဖက်တရုတ်ဆောင်ရင်းနဲ့ပရိသတ်တွေကသဘောတူခဲ့ကြတာဖြစ်ပါတယ်တန်တာညီနဲ့အုပ်စုခန့်တို့နှစ်ယောက်ကရင်းနှီးသွားတာပါအခုတော့သူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်နေတာကိုပရိသတ်တွေကိုချပြလာတာပါအဲ့ဒါကတော့အုပ်စုခန့်ကကဘာကျော် Louis Vuitton အိမ်နဲ့ Valentine Chocolates တွေကိုတန်တာညီစီကိုပေးထားတာဖြစ်ပြီးတော့တန်တာညီကလည်းအဲ့ဒါတွေကိုမိုက်တေးပြန်တင်ထားခဲ့ရပါအခုတော့တန်တာညီနဲ့အုပ်စုခန့်တို့ဟာဆိုဗီယက်သက်စင်နဲ့ဟင်းဝရန်ရတနာဘုံနဲ့ရှိန်တီထူပြီးရင်အခုနှစ်တည်းအတွင်းအနုပညာလောကတွေကလူချင်းချင်းပြန်တွဲတဲ့တတိယမြောက်ဆုံးတွဲဖြစ်လာတာဖြစ်ပါတယ်အထူးသဖြင့်တော့တန်တာညီဟာကိုရီးယားမလီလိုချစ်စရာကောင်းလို့အုပ်စုခန့်နဲ့လိုက်ဖက်ညီနေတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေရောအုပ်စုခန့်နဲ့တန်တာညီကလိုက်ဖက်တယ်လို့ထင်လားဆိုတာမှတ်ချက်